ရှင့်ကိုလေတနာမိလို့ရှင့်ကိုလေကိုချင်းစာပြီးတော့လေချစ်ခဲ့မိပြီးတော့ကျမယူခဲ့မိတာမသိလို့မလို့ပါဘူးရှင့်ရဲ့မျက်လုံးနှလုံးအဲ့လိုပြိုးပြီးတော့ပဲအဲ့လိုပဲတနေကုန်တနေကထိုင်ကြည့်နေတော့ဟမ်ကြားလေးကျမလေးရှင့်ကိုကြည့်ပြီးတော့တော်တော်စိတ်ပြတ်တယ်စိတ်ဆင်းရဲဖို့ကောင်းတယ်ဆိုတာရှင့်ရုပ်ကိုယူရတယ်ယောဂတဲ့ရလည်းဖြစ်တယ်ဟမ်ကျမမှကျန်ကိုဘကိုလည်းအလုပ်လုပ်ရတယ်ဟမ်ဒီကြတဲ့ရှင့်ကိုကျမယူပြီးတော့မြန်ကိုဘွားလေးမြန်တင်တောင်းတိတ်တယ်ရှာသေးနိုင်ပြီလူလားလို့တွေးပြီးယူလိုက်လင်းယူတာလင်းရတာဖတ်တင်တာပဲရှိဘယ်နေရာမှတုံးစားမရယောဂတဲ့ကိုကျမရထားတာပဲစောက်လို့လည်းကိုဘကိုလုပ်ရတယ်ထမင်းလည်းကိုဘကိုမျိုးချာဟမ်ခုဒီကြတဲ့ရှိသေးတယ်ကျန်ဒီဘက်ကျညလည်းကောင်းကောင်းမအိတ်ကနေ့လည်းကောင်းကောင်းမအိတ်ကနေ့ဘက်ကျတော့လည်းအလုပ်တများမိမ့်မိုင်နဲ့ရှင်းပြီးလုပ်ရတယ်ညဘက်ပြန်တော့လည်းကြည်အောင်မှာအတဲရင်ကမိုးကရိုးဟမ်လက်ကြောလည်းမတင်ချီကြောလည်းမတင်ဒီလက်တွေအနာတွေကိုပဲဂျင်းပြပြီးအပေါ်တက်ပြီးတော့ဒါလေးတောင်မဖာပေးနိုင်တော့ဘူးခိုင်းကြကျမရှင်းနဲ့မနေချင်တော့လားတကယ်စိတ်ကုန်မှုကောင်းနေယောက်ျားတယ်မှာရှင်းမယ်ဟမ်ရှင်းလို့လေယောဂတဲ့ကျမ်းမာရေးမကောင်းတဲ့လူကျမယူခဲ့မိတာကျမမှာဟမ်လမ်းသွားလို့ရှိရင်လေရှင်းလို့နူဝဲဆွဲပြီးတော့ဟမ်အနာတွေနဲ့ဂျွန်စရာကောင်းအရေထွက်နေလူကျမမှာရှင်းသွားလို့ရှိရင်လည်းတိတ်ခါကြစောက်လို့ကြတော့လေကျမကလုပ်ကြည့်ရတယ်ဟမ်ဘယ်နေရာမှရှင်းနေအဆင်မပြေဘူးလေကျမလေတကယ်ပြောတာလေရှင့်ကိုလေတနာမိလို့ရှင့်ကိုလေကိုချင်းစာပြီးတော့လေချစ်ခဲ့မိပြီးတော့ကျမယူခဲ့မိတာနော်တကယ်တမ်းကျတော့လေရှင့်လိုလူမျိုးလေကျမပေါင်းနေတာကျမပတ်ဝန်းကျင်မှာလည်းတိတ်ခါကြောက်ကောင်းဟမ်နေ့ယောက်ျားအနာကြီးရောဂါတဲ့ဟမ်ကိုလူကမခေါ်ရင်ဒီလူကမခေါ်ရင်ကျမမှာပေါင်းနေကြမှာလည်းမျက်နှာနေရမိသားစုကြားထဲမှာလည်းကျမမျက်နှာနေရအေးပေါ့ဒါလည်းကျမရဲ့ရှေ့ဘဝပြုတ်ခဲ့တယ်ဝူကြီးလို့ပြောမှာဟုတ်လားရှင့်လိုလူမျိုးကျမတော့ချစ်နေတာဟိုအေးဒီဘဝတော့ရှိသေးတော့ပေါ့ဝိရှိသေးတော့ရှင့်ရဲ့ဝူကြီးကိုခံအောင်ပါပေါ့ဝစ်ကုံရတဲ့တနေ့ကြလို့ရှင်းတဲ့ကျမဇလန်းဘယ်တော့မှဖြစ်လာမှာမဟုတ်တော့မိမရဲ့သင်ငါ့ကိုအဲ့လိုတော့မပြောပါနဲ့မိမရဲ့ငါကမှနင်းကိုအားကိုးပြီးငါနေနေရတာမိမရဲ့နင်ပြောတဲ့စကားတွေကမိမရဲ့ငါရင်ထဲမှာတကယ်မကောင်းဘူးသိတာအရင်ဝမ်းနေတာပဲမိမရဲ့အေးဘောနင်ပြောသလိုပြောတော့ငါရဲ့ဝတ်တွေနင်ခံနေတော့ခံအောင်ပါဘူးဝစ်ကုံရတဲ့တနေ့ကျရင်တော့နင်းနဲ့ကလည်းလမ်းခွဲရတော့မိမရဲ့ဒါပေမဲ့အရန်ခံရတယ်မိမရဲ့မိမရဲ့အေးယောက်ျားတက်ဖာနေတယ်မိမရဲ့အေးတနေ့ကြီးလုံးနဲ့ရဖာပြီးသွားပြီမိမရဲ့ဝါမိုးမလုံးနဲ့အပေါက်တွေအပြဲတွေအိုးဖာတွေနဲ့တက်ဖာပြီးသွားပြီတမန်တော်တက်ဖာတယ်ဆိုတော့မိုးလုံးရဲ့လားလုံးပါတယ်မိမရဲ့လုံးပါတယ်လူတိုင်းကိုစေတနာမေတ္တာထားပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာနော်စေတနာမေတ္တာတနေ့ကျရင်ကိုယ်အယောင်ပြန်ဟပ်ပါတယ်ဗျာနော်